ညနိုးကစကားပြောလိုက်ရင်မတူလို့မတူတာလို့မတန်လို့မပြောတာလို့ဟဲ့လားမတူလို့မတူတာမတန်လို့မပြောတာဆိုဦးနင်းဦးလာစရာမလိုဘူးလေနော်နောက်ပြီးတော့အဲ့ဒီဦးစင်းဆိုတဲ့ဂရုံးလဲပြောစရာအကြောင်းမရှိဘူးလေဟဲ့လားမွတ်စလင်တွေအကြောင်းပြောစရာကိုမလိုတာနော်နောက်ပြီးဟိုအဘိဓမ္မာတင်တဲ့မင်းအမျိုးသမီးနဲ့ပတ်သက်ပြီးတော့လဲအဲ့ဒီအဘိဓမ္မာကိုသင်ပေးနေတဲ့ဖုန်ကြီးထက် तू ကမြင့်နေလို့လားနော်အဲ့ဒီဖုန်ကြီးကညံမမီလို့ဒါမှမဟုတ်ရင်အတိတရားမရှိလို့ဟဲ့လားသင်ပေးနေတာလားအဲ့ဒီအဘိဓမ္မာရဲ့ဆရာလုပ်နေတဲ့ဖုန်ကြီးကညံရေးမမီဘူးလားနောက်ပြီးတော့သူ့ရဲ့အထက်ကနေပြီးတော့ညွှန်ကြားချက်တွေကိုကြော်လွန်ပြီးတော့မှသင်ပေးနေတာလားအဲ့ဒါကိုနင်တို့ဗုဒ္ဓဘာသာတွေဝိုင်းပြီးတော့မှလောင်နေတယ်ဝိုင်းပြီးတော့ဟောင်နေတယ်ဝိုင်းပြီးတော့ကြိုက်နေတယ်ဒါကသေချာလေးကြည်ထိန်ကြအောင်ဆရာတော်ကြီးပြောကြအောင်ဆရာတော်ကြီးဒီဦးစင်းရလဲပဲကိုထမင်းကိုစားပြီးကိုစကားကိုမပြောဘဲနဲ့ကိုတရားကိုမဟောဘဲနဲ့ပို့အကောက်ကအခုမှစဖွင့်တာ TikTok အကောက်မကြသေးဘူးနော် live တော့ follower ရောလဲရောပဲနည်းနည်းလေးပဲရှိသေးတယ်နော်အဲ့ဒါကိုအခုမှစတက်လာတော့ကလေးကနေဒီအဘိဓမ္မာတင်တဲ့အမျိုးသမီးနဲ့ပတ်သက်ပြီးတော့လဲတစ်ခုနဲ့မပြီးနှစ်ပုတ်နဲ့မပြီးသုံးပုတ်နဲ့မပြီးတခါတည်းလောင်နေတာတော်သေးတယ်မတူလို့ပဲနော်တူချင်းလို့လည်းမရဘူးတူလို့လည်းမမိဘူးတိတ်အောင်ပြောပြလိုက်တာနော်တူလို့လည်းမမိဘူးနင်တို့လာပြီးရှင်လို့ကိုမရတာချင်းနဲ့နော်နောက်ပြီးသူတင်ထားတဲ့ပို့ထဲမှာတခြားဘာသာတွေကရန်ကိုကာကွယ်ဖို့တဲ့ဗုဒ္ဓဘာသာကဖယားကဟောထားတဲ့ငါတို့သိခဲ့တာကြတော့လေငါတို့ငယ်ငယ်လေးတို့เนี่ยဗုဒ္ဓဘာသာမေတ္တာထားရမယ်လို့ပဲသိခဲ့တာနော်အခုမှသိတာအဲ့ဒီအကြောင်းတော့မနေ့ကမှနော်မနေ့ကမှကိုသိတာဗုဒ္ဓဘာသာမှာဘာဖြစ်လို့တခြားဘာသာတွေကိုခရိယန်ကိုဆိုလဲယန်လိုတယ်နော်ဟိန္ဒူကိုဆိုလဲယန်လိုတယ်မွတ်စလင်ကိုဆိုလဲယန်လိုတယ်ဘယ်ဘာသာကောင်းစားလဲဆိုရင်လဲမိုးကြိုးပြစ်နေတယ်နော်ဘယ်ပလီရနေရာကောင်းမှရှိတယ်ဆိုရင်လဲနင်တို့တွေတခါတည်းဆွဆွခုံနေတယ်နော်ဟိုနောက်ပြီးတော့ဟိုစူးလေးဖရားနဘရပလီတလုံးမွတ်စလင်ကောင်လေးတယောက်ကပလီသွားနေတဲ့ပုံလေးနဲ့ရိုက်တင်လိုက်တဲ့ဥစ္စာကိုလဲတခါတည်းအဲ့ဒီပိုးအောက်မှာတခါတည်းဟိုဘာတော့ချီးပုံနဲ့ချီးထွင်းတွေကလောက်တယ်လို့ပဲအဲ့ဒီထဲမှာလေဦးစင်းလဲပါတယ်နော်နောက်ပြီးတော့ဟိုကိုရင်တွေလဲပါတယ်နင်တို့ဗုဒ္ဓဘာသာလောက်ထွက်တွေလဲပါတယ်နော်တာမန်လောက်ထွက်တွေလည်းပါတယ်ပွက်ကိုထနေတာပဲအမလေးတခါတည်းဒီနေရာကြီးမှာဟိုအကျဉ်တော့ရှေးခေတ်တုန်းကလူတွေမကောင်းလို့ရှေးခေတ်တုန်းကဘယင်းတွေမကောင်းလို့မြန်မာနိုင်ငံမှာမွတ်စလင်ဆိုတာဘာသာနဲ့သာသနာနဲ့အရင်ဆုံးရှိခဲ့တဲ့ဘာသာနံပါတ်1ဘာသာနော်အဲ့ဒီမွတ်စလင်ဘာသာဆိုတဲ့အရာကိုရှိတွန်းကြတဲ့ဂါရဲ့နောက်ပြီးအဲ့ဒီမွတ်စလင်တွေရဲ့နတ်စိမ့်ဆိုပြီးတော့နင်တို့တွေကပဲကိုးကွယ်နေတာမင်းကြီးတွေရောမင်းလေးတွေရောရေငံပိုင်ဥရှင်ကြီးတွေရောပတိမောင်နှမတွေရောရှောက်ချက်တွေကိုခတ်နေတာပဲနော်အဲ့မွတ်စလင်တွေကိုးကွယ်နေတာပူဇော်နေတာပါတာနေတာမပါတယ်စပါတယ်ဆိုပြီးတော့လဲနင်တို့ပဲနော်နယ်ပိုင်းနေအင်းပိုင်းနေရာပိုင်းနေပြည်နယ်ပိုင်းနေပေးတာလဲနင်တို့ပဲနားလဲလေနော်ဟိုနတ်စိမ့်ဘဝရောက်သွားတာတော့ကောင်းမရောက်ဘူးအမျိုးကဆက်သွားသေးတယ်ဘသူနဲ့အမျိုးတော်သွားတယ်ဆိုတာရှိသေးတယ်အဲ့ဒါလဲငါပို့တယ်ပါတင်ထားတယ်ရှင်းတယ်နော်နောက်ပြီးတော့ဒီရဲ့နိုင်ငံရဲ့တမိုင်းကြီးကိုပြန်ကြည့်ရင်လဲနင်တို့ဘာသာမဲ့သာသနာမဲ့ရနေပြီးတော့မှဒီဗုဒ္ဓဘာသာလို့ဖြစ်တည်လာတာလဲဒီမွတ်စလင်အမွှေစိန်နှစ်ကောင်ကနေပြီးတော့မှဒီနိုင်ငံကိုနင်တို့ပြောနေတဲ့မင်းကြီးမင်းလေးတို့အဲ့မှာဗျာဝီဗျတ်တာတို့နော်မွတ်စလင်ကလားနှစ်ကောင်အဲ့ဒီနှစ်ကောင်ကအမွှေစိန်လောက်ပြီးတော့မှယူလာလို့နင်တို့ဖျားရသွားဖျားလဲရသွားမွတ်စလင်တွေရဲ့ပလီတွေထဲမှာသွားပြီးတော့မှစင်းနုတော်တွေထားနော်နောက်ပြီးတော့အဲ့နတ်ကွန်းရုပ်တွေထားနော်နောက်ပြီးတော့အဲ့မှာရေချမ်းတွေထားပန်းအိုးတွေတင်အဲ့လိုတွေလုံးလို့လဲပြဿနာတစ်ခေတ်တက်ခဲ့ဘူးတဲ့နော်တမိုင်းမှန်ကိုလည်းလက်မခံဘူးအဲ့တမိုင်းမှန်ကိုလည်းအကြီးအကျယ်လိုက်ပြီးတော့ဖြောက်အဲ့ဒါနင်တို့နော်နင်တို့တွေပူလောင်ပြီးတော့မှသူများဘာသာကိုရန်လိုနေတာဘာကြောင့်လဲလို့စဉ်းစားလိုက်တဲ့အချိန်ကျတော့ဒီမွတ်စလင်တွေကနင်တို့ရဲ့ဖျားကိုးကွယ်ရသွားတာလဲဒီမွတ်စလင်ပါလိုက်တာပဲနော်နောက်ပြီးတော့နင်တို့နတ်တွေဆိုပြီးကိုးကွယ်ပြီးပူဇော်လိုက်ပါသားလိုက်မဆပါတယ်ဆိုတာလဲနင်တို့ရှိမှလဲအဲ့မွတ်စလင်တွေပဲနော်နောက်ပြီးလွတ်လပ်ရေးရဖို့လဲအဲ့ဒီမွတ်စလင်တွေကပဲဦးဆောင်တယ်လွတ်လပ်ရေးရဖို့ထောက်ပံ့ခြင်းတွေပေးတာလဲမွတ်စလင်ပဲနင်တို့ဗိုလ်ချုပ်နေဖို့အိမ်ပေးထားတာလဲမွတ်စလင်ပဲနင်တို့ဗိုလ်ချုပ်ယူတဲ့မိန်းမကလဲမွတ်စလင်ရဲ့မွတ်စလင်နဲ့ကရင်နဲ့ဆက်ပြီးရထားတဲ့မိန်းမပဲချင်းနဲ့နော်မြန်မာနိုင်ငံရဲ့ပညာရေးကိုထွန်းပေါက်အောင်လို့ဆိုပြီးတော့ပညာရေးရဲ့ဖခင်ကြီးကလဲမွတ်စလင်ပဲ
ရှင်းတယ်နော်အခုကဘာကြီးမှာတမိုင်းဝင်နေတဲ့ဟဲ့လားဥပိန်တရားကြီးပါဆိုတာလဲမွတ်စလင်ပဲအဲ့ဒါကိုနင်တို့ကဒီခေတ်ဒီခါလဲရောက်ကောအခုအချိန်ထိလဲပူနေတော့လောင်နေတော့အဲ့ဒါဟုတ်တဲ့အတိုင်းထားတော့ဘာဖြစ်လို့လဲဘယ်မွတ်စလင်တူတယောက်ကဒါငါတို့မွတ်စလင်ပိုင်နေပါငါငါတို့မွတ်စလင်ကနေကြော်ကြားမှုတွေပါဒါငါတို့မွတ်စလင်နတ်တွေပါဆိုပြီးတော့လဲလူနေတာလဲတခုမှမရှိဘူးငါတို့ကအဲ့နတ်တွေနတ်ဆိုင်တွေတဆေတွေတရဲတွေအဲ့ဒီရဲ့မကောင်းဆိုးဝါးတွေလို့ကိုတတ်မှတ်ထားတာနင်တို့ပဲပူဇော်ပါတာနေတာရှင်းတယ်နော်လောင်နေတာလဲနင်တို့ပူနေတာလဲနင်တို့တောကများနေတာလဲနင်တို့နော်အဲ့နင်တို့ဖုန်းကြီးမတူပါဘူးမပြောချင်လို့မဖြေချင်လို့ပါဆိုတော့အဲ့ဒီနင်တို့ဂရုံးကလည်းပဲလေအဲ့မွတ်စလင်ရဲ့ဘောရခါရှုံတာဘာရှုံတာဘာလို့ပြောတာလဲနင်တို့နော်တဏမဲဘာသာပါလဲနင်တို့တွေရဲ့ဘာသာမှာကိုကတခြားဘာသာတွေရဲ့ရန်ကိုကာကွယ်ဖို့တဲ့ဆိုပြီးတော့မှဗုဒ္ဓကဟောတာပါလို့တရားဝင်ကိုမနေ့ကမှငါသိခဲ့တာနော်ဒါကြောင့်မလို့နင်တို့ကတခြားဘာသာတွေကိုရန်လိုနေတာကိုနော်အဲ့ဒါမတူဘူးဆိုလို့ဆိုရင်နင်တို့သူများဘာသာအကြောင်းကိုဗဇက်ဖျားပေါ်ကိုမထည့်နဲ့လေနင်တို့တရားနင်တို့ဟောပြီးနင်တို့ဘာသာအကြောင်းပဲနင်တို့ပြောလေနင်တို့ရှိမှာဘာသမိုင်းထောက်ထားမှလည်းမရှိဘူးဘာရာဇဝင်းမှလည်းမရှိဘူးနော်ဂေါရမဆိုတာမြန်မာပြည်မှာခြေချခဲ့တာလည်းမဟုတ်ဘူးနင်တို့ဘက်ကိုနင်တို့ပဲဟိုနေရာမှာခြေချခဲ့တဲ့ဒီနေရာမှာစားတာစင်မြင့်ဘဝတုန်းကနေခဲ့တဲ့ဒီနေရာမှာဟိုနတ်ပြည်ကိုတက်ခဲ့တဲ့နတ်သားတွေကိုတရားဟောခဲ့တဲ့လောက်တာလည်းနင်တို့ပဲနော်ဟိုဗုဒ္ဓရဲ့တမိုင်းစစ်ဟိုအိန္ဒိယနိုင်ငံမှာသွားလဲတော့ကလည်းအဲ့ဒီမှာသွားပြီးတော့ကြည့်ခဲ့တဲ့သိခဲ့တဲ့ဗုဒ္ဓတမိုင်းဟာဒီလူသားတမန်လူသားတယောက်ရဲ့ဖြစ်တည်မှုကနေပဲသူ့ဘဘကိုသူသွားပြီးတော့တရားကျင့်ကြံတာပဲသိခဲ့တယ်ဒီမြန်မာနိုင်ငံရောက်တော့မှပေါက်ပန်း40အကောင်လုံးသိရတာဟိုမဖြစ်နိုင်တဲ့အရာတွေတောင်းတိုင်းတာတရောဟိုဝီစီတဲ့ဆင်းတာရောနော်ငရဲပြည်ထဲမှာကတရိတ်ဆန်ပါတာရောတကယ်ဟိုအိန္ဒိယနိုင်ငံဖျားပွင့်တဲ့ထဲမှာတော့မပါတဲ့အစ်စ်တွေရှင်းတယ်နော်အဲ့တော့အတူရောင်တွေကင်ထားပြီးတော့ဇောင်းကြွနေတာနင်တို့ရှင်းလားအဲ့တော့နင်တို့တွေကလာပြီးတော့ဟောမှာသူများဘာသာကိုထိခိုက်စော်ကတိုက်ခိုက်နော်နင်တို့အုပ်စုလိုက်ကြီးရှိတဲ့အထဲမှာလေသိတယ်မလားလမ်းဘေးကအလေလွင့်နေလေတကောင်ဟောင်လိုက်တာတော့ဝုံနဲ့ထပြီးဟောင်တာသိတယ်မလားအဲ့ဒီလိုမျိုးငါနင်တို့ထဲမှာငါကကြားတကောင်မလို့တတိရှိလို့ကိုဝင်ပြီးတော့ပြောတာငါတယောက်ထဲကပဲဝင်ပြောတာနော်အဲ့ထဲမှာဘယ်မွတ်စလင်တယောက်မှလည်းဒါကဒီလိုလို့ဆိုပြီးအမြင်တိုင်းအချီကိုအချီတိုင်းသွားပြီးထောက်ပြတာမဟုတ်ဘူးငါတယောက်ထဲကပဲချပြတယ်ဆိုကြတဲ့ရဲတင်းလို့ပြတ်သားလို့တသိရှိလို့ချပြတာနော်အဲ့ဒါဆိုလို့ဆိုရင်နင်တို့မပတ်သက်ရှင်လို့မသိကျင်လို့ဆိုရင်နင်တို့သူများဘာသာအကြောင်းမပြောနဲ့လေနောက်ပြီးအဲ့ဒီနင်တို့ဗုဒ္ဓဘာသာအကြောင်းတင်တဲ့တက်တဲ့အမျိုးသမီးအကြောင်းကိုလည်းနင်တို့မကြိုက်ဘူးဆိုရင်နင်တို့အဲ့ဒီဖုန်ကြီးနဲ့ဆွေးနွေးတိုင်ပြီးကန့်ကွက်လိုက်လေငါတို့ဘာသာတွေကိုရောချကြလို့ကူးချကြလို့နင်တို့ရဲ့တမိုင်းပြောက်ကြီးကငါတို့ထဲမှာဘယ်နေရာမှာမှအသုံးမဝင်ဘူးနော်အရင်တော့လေးလာခဲ့တာသိချင်လို့နော်ကြားတဲ့တရားတွေကိုနားထောင်ပြီးတန်ဖိုးထားမိလို့နောက်ပိုင်းကျတော့အဲ့ဒီလိုမျိုးတိုက်ခိုက်တာတွေမေးလိုက်လို့ဆိုလို့ဆိုရင်မဖြေနိုင်တဲ့ခါကျရင်နင်တို့တွေကရန်လိုတာတွေနင်တို့မဖြေနိုင်တဲ့တမိုင်းကိုမေးလိုက်တာနဲ့နင်တို့တွေတခါတည်းပူလောင်ဆက်ပြီးတော့မှထပြီးတော့ကြိုက်ရောနားလဲလားအဲ့တော့နင့်လင်ဦးစင်းကိုပြောထားမွတ်စလင်တွေအကြောင်းမပြောနဲ့ရှင်းတယ်နော်အဲ့ဒီမွတ်စလင်တွေကိုတင်ပေးနေတဲ့ဆရာသမားကိုပြောမတင်ပေးနဲ့အဲ့ဒီကလမကိုလို့ပြောနားလဲတယ်နော်အဲ့ဒီပိုးပိုင်ရှင်ကိုဆိုလဲအဲ့ဒီပိုးပိုင်ရှင်ကိုပြောဒီပို့မျိုးမတင်ပါနဲ့လို့ပြောနော်နင်တို့တီလာရှင်တွေကပြည့်တစားမားတွေပါလို့လဲပြောထားတာမဟုတ်ဘူးကြီးညိုစရာကောင်းတဲ့အမျိုးသမီး2ဦးလို့ပြောထားတာကိုလဲထပြီးတော့လောင်နေရောငါတို့မွတ်စလင်တွေကအဲ့လိုမလောင်ဘူးဖုန်ကြီးလို့မြင်တယ်ဦးစင်းကိုဦးစင်းလို့မြင်တယ်တငယ်ချင်းအပေါင်းအသင်းမိတ်ဆွေကိုတငယ်ချင်းအပေါင်းအသင်းမိတ်ဆွေလို့ပဲမြင်တယ်စပွဲဝိုင်းတဝိုင်းတိုင်းမှာဝက်သားတစ်ပတ်ကမဲသားတစ်ပတ်ကလဲစားတယ်ရှင်းတယ်နော်နင်တို့ပဲထပြီးတော့မှလောင်နေပူနေဆက်နေပြီးတော့မှနင်တို့လဲတတ်လို့လဲစားတာမဟုတ်ဘူးလောက်ထွက်နေတဲ့ငပိကိုခေါင်းတရအသက်တရနဲ့လဲနင်တို့မျိုးနေတာပဲသူများကြတဲ့ခါတော့အာကုသိုလ်ကုသိုလ်လို့လောက်တယ်ကိုယ်တိုင်ကျတော့မတတ်ရဘူးပြောတယ်အဲ့တော့နင်တို့ကတဏှာလျှောက်ငိမ့်တော့မှနိဗ္ဗာန်ရောက်မှာဆိုတော့တရားလေးပါလေးကျင့်ယူနော်ကြင့်ကြံအားထုတ်တဏှာကင်းအောင်နေမျိုးမဖောက်နဲ့နင်တို့မျိုးမြန်ပြုတ်သွားအောင်လို့အရင်ကြီးပူလောင်လို့နော်ငါတို့မျိုးကကြတဲ့ခါတော့လူကိုဖန်ဆင်းထားတယ်လူတွေဟုတ်တယ်လူပြန်မွေးရတယ်နော်လူကလူလိုမွေးရတယ်အဲ့တော့ငါတို့ဘာသာအရာငါတို့မွေးတာကိုလည်းနင်တို့မလောင်နဲ့နော်နင်တို့ဘာသာအရာမမွေးရမအောင်နင်တို့အပေါက်တွေပိတ်ပြီးတော့နင်တို့မျိုးဖြုတ်လိုက်နားအေးသွားအောင်